ခောရဂနိကေသုဒ္ဓနိပတ်ဒနိယသုတ်တံကိုယ်ပိုင်နွားတို့ကိုထင်းကြောင်းသူနွားကြောင်းသားဒနိယသည်ဤသို့ဆို၏ငါသည်ထမင်းချက်ပြီးသူနွားနို့ညှစ်ယူပြီးသူဖြစ်မိမိကမ်းနား၌အချံရံနှင့်တကွနေသူဖြစ်ငါ၏အိမ်ကိုလည်းမိုးပြီးလေပြီမိကိုလည်းထွန်းညှစ်ပြီးလေပြီမိုးနှမင်းသင်သည်ရွာသွန်းလိုပါမူရွာသွန်းလိုက်ပါလော့မြတ်စွာဘုရားကဤသို့မိန့်ဆို၏ငါသည်အမျက်မထွက်သူစိတ်၌စိုးဝင်တတ်သောညှောင်တသိန်းကင်းပြီးသူဖြစ်မိမိကမ်းနား၌တညင်သာနေသူဖြစ်ငါ၏ခန္ဓာအိမ်ကိုကိလေသာအမိုးဖွင့်လှစ်ထားပြီးမိတဆယ်တစ်ပါးငြိမ်းလေပြီကိလေသာဟုသောမိုးနှမင်းသင်သည်ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့နွားကြောင့်သာတဏိယကဤသို့ဆို၏ဤရက်၌မှဲ့ခြင်းမရှိကုန်မြတ်တို့ပေါက်ရာမြေဝမ်း၌နွားတို့ကျက်စားကုန်၏ထိုနွားတို့သည်ရွာချလာသောမိုးကြီးကိုလည်းခံနိုင်ရရှိကြကုန်၏မိုးနှမင်းသင်သည်ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့မြတ်စွာဘုရားကဤသို့မိန့်ဆို၏ငါဘုရားသည်အရိယာမတ္တိဟုသောဖောင်ကိုဉာဏ်ဖြင့်ဖွယ်ထားပြီးကောင်းစွာစီရင်ထားပြီးဖြစ်ခဲ့၏ငါသည်ဩဃ၄ပါးဟုသောရေအလင်းကိုတွန်းလှန်ပယ်ဖြောက်ကူးမြောက်ပြီးလျင်နိဗ္ဗာန်ဟုသောကံတစ်ဖက်သို့ရောက်ပြီးဖြစ်ရကားငါအားဖောင်ဖြင့်အကျိုးမရှိတော့ပေကိလေသာဟုသောမိုးနှမင်းသင်သည်ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့ငါကြောင့်သာတဏိယကဤသို့ဆို၏ငါ၏အိမ်ရှင်မဂောဘီသည်လင့်လိုလိုက်တတ်၏လော်လည်မှုမရှိကာလရှည်လျာစွာကပေါင်းသိမ်းခဲ့သောမယားဖြစ်ခဲ့၏ငါကိုမြတ်တို့၏ထိုမယား၏အပြစ်တစုံတရာကိုမျှငါမကြားစဘူးမိုးနှမင်းသင်သည်ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့မြတ်စွာဘုရားကဤသို့မိန့်ဆို၏ငါ၏စိတ်သည်ငါလိုသို့လိုက်ကိလေသာအနှောင်ဖွဲ့မှလွတ်၏ကာလကျေကြာစွာထဝန်းကျင်ပွားစေရပြည့်သည်ဖြစ်၍ကောင်းစွာယဉ်ကျေးပြီးဖြစ်ရကားငါအားမကောင်းမှုမရှိတော့စေကိလေသာဟုသောမိုးနှမင်းသင်သည်ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့ငါကြောင့်သာတဏိယကဤသို့ဆို၏ငါသည်ကိုယ်ပိုင်လုံးဖြင့်သာအသက်မွေးမြူ၏ငါ၏သားသမီးတို့သည်လည်းငါနှင့်အတူတကွနေထိုင်ကြကုန်၏အနာရောဂါမရှိကြကုန်ထိုသားသမီးတို့၏အပြစ်တစုံတရာကိုမျှငါမကြားစဘူးမိုးနှမင်းအကယ်၍ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့မြတ်စွာဘုရားကဤသို့မိန့်ဆို၏ငါသည်တစုံတယောက်သောသူ၏အခါစားမဟုတ်လောကအားလုံး၌တပ္ပညုတဉာဏ်လောကုတ္တရာတမာရီချမ်းသာဖြင့်လှည့်လည်နိုင်သူဖြစ်၍အဖို့အခါဖြင့်ငါအကျိုးမရှိတော့ပေကိလေသာဟုသောမိုးနှမင်းအကယ်၍ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့ငါကြောင့်သာတဏိယကဤသို့ဆို၏ဤရ၌ငါမသိမကွရသေးသောနွားပေါက်တို့လည်းရှိကုန်၏နိုးစွနငယ်တို့လည်းရှိကုန်၏ကိုယ်ဝန်ဆောင်နွားမာတို့လည်းရှိကုန်၏ရွယ်ရောက်နွားမာတို့လည်းရှိကုန်၏နွားတို့၏ကြီးဖြစ်သောနွားလာဥဒ္ဓဘသည်လည်းရှိအကယ်၍မိုးနှမင်းအကယ်၍ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့မြတ်စွာဘုရားကဤသို့မိန့်ဆို၏ဤသန္တရာတော်၌ငါဘုရားအားမသိမကွရသေးသောနဘောက်ပရိယုဒ္ဓနာကိလေသာတို့သည်လည်းမရှိကုန်နိုးဆိုနွားငယ်အနုတ္တယကိလေသာတို့သည်လည်းမရှိကုန်ကိုယ်ဝန်ဆောင်နမပုညပိသင်္ခါရစသည်တို့သည်၎င်းအရွယ်ရောက်နွားမတဏှာတို့သည်၎င်းမရှိကုန်နွားတို့အကြီးဖြစ်သောနွားလာဥဒ္ဓဘအဘိသင်္ခါရဝဉ္ဉံသည်လည်းမရှိကိလေသာဟုသောမိုးနှမင်းကယ်၍ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့ငါကြောင့်သာတဏိယကဤသို့ဆို၏ငါခြေတိုင်းတို့ကိုမတုံလှုပ်စေကုန်မူ၍မြဲစွာစိုက်ထားအပ်ကုန်ပြီဖြူစံမြတ်ဖြင့်ပြုအပ်ကုန်သောကျိုးသစ်တို့ကိုကောင်းစွာကြည်ထားကုန်ပြီထိုကျိုးတို့ကိုငါငယ်တို့သည်လည်းဖြန့်ရှင်းကမတတ်နိုင်ကုန်မိုးနှမင်းအကယ်၍ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့မြတ်စွာဘုရားကဤသို့မိန့်ဆို၏နွားလာဥဒ္ဓဘသည်ကျိုးအနှောင်ဘွဲ့တို့ကိုဖြတ်၍တည်တဲ့ကဲ့သို့ငါသည်အထက်ပိုင်းတန်ရောစဉ်အနှောင်ဘွဲ့တို့ကိုဖြတ်သောကြောင့်၎င်းစင်မြောင်ကြီးသည်စင်တော်မူတဲ့ကျိုးကိုဖြတ်၍တည်တဲ့ကဲ့သို့ငါသည်အောက်ပိုင်းတန်ရောစဉ်အနှောင်ဘွဲ့တို့ကိုဖြတ်သောကြောင့်၎င်းအမိဝန်တိုင်း၌ကိန်းနေခြင်းသို့တဖန်ကပ်ရောက်တော်မီမဟုတ်ကိလေသာဟုသောမိုးနှမင်းကယ်၍ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့ထိုခဏ၌ပင်မိုးကြီးသည်ခြိုင်ဝမ်းရာအရက်ကို၎င်းကုန်းရက်ကို၎င်းပြည့်စေလျက်ရွာသွန်း၏တဏိယသည်ရွာသွန်းသောမိုးတံကိုကြား၍ဤနယ်သဘောကိုဆိုလေ၏မြတ်စွာဘုရားကိုဖူးမြော်ကြရသောငါတို့အားများစွာသောကျေးဇူးတို့ကိုရကြပေကုန်စွာစကု၅ပါးရှိတော်မူသောမြတ်စွာဘုရားအရှင်ဘုရားကိုကိုယ်ွယ်ရာဟု၍စိတ်ကပ်ပါ၏မုနီတို့၏အကြီးဖြစ်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားသည်အကျွန်ုပ်တို့၏ဆရာဖြစ်တော်မူပါလော့တပည့်တော်သည်၎င်းအလိုသို့လိုက်တတ်သောအရှင်မဂောဘီသည်၎င်းမြတ်စွာဘုရားထံ၌အကျင့်အမြတ်ကိုကျင့်လိုပါ၏ပရိသန္တိနေခြင်းသေ